လူတယောက်ဟာသူ့အိမ်နောက်ဖေးခြံထဲမှာမြုပ်နှံထားတဲ့လှုပ်ဝက်ဆန်းကျဲတဲ့စာအုပ်တအုပ်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့စာအုပ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့စာတစ်လုံးမှရှိမနေတာကိုတွေ့လိုက်ရလို့သူတကယ်ကိုကြောင်းအမ်းသွားခဲ့ရပါတယ်။သူဘာလို့ရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲစိတ်ထဲမှာတစ်ခုခုကိုဖြတ်ခတ်တဲ့တတိယသွားပြီးသူ့လက်မျိုးကိုကိုက်ကစာအုပ်ပေါ်ကိုတွေးတဆက်ချလိုက်ပါတော့တယ်။နောက်တစ်စက္ကန့်မှာပဲစာအုပ်တအုပ်လုံးရွှေရောင်လင်းနှန်းတွေထွက်ပေါ်လာပြီးတောက်ပလာပါတော့တယ်။ပြီးတော့ရှေးဟောင်းတိုင်းပညာရက်တွေရဲ့စာသားတွေဟာသူ့မျက်စိရှိမှပေါ်လာပြီးသူ့ရဲ့အုံနောက်ထဲကိုတပြိုင်နက်တည်းတိုးဝင်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီလူဟာသူ့ခန္ဓာကိုယ်ထဲမှာအဆုံးမဲ့အင်အားတွေစီးဆင်းလာတာကိုရုတ်တရက်ခံစားလိုက်ရပြီးလက်ဝါးတစ်ချက်ရမ်းလိုက်ယုံနဲ့တင်ခြံထဲကရေကန်ကြီးဟာတဆစီပောက်ကွဲထွက်သွားခဲ့ပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကတင်သူဟာစောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာတာမန်မြေတူးဆက်မောင်းရတဲ့အလုပ်သမားတစ်ယောက်ပဲရှိပါသေးတယ်။ဒီနေ့နေ့လယ်စာစားပြီးနားနေချိန်မှာတော့လှုပ်ဝက်ဆန်းကျဲတဲ့စနစ်ရဲ့အတန်တစ်ခုကသူ့ကိုလာနှုတ်ခဲ့ပါတယ်။အဲ့ဒီစနစ်ကမြေပုံတစ်ခုကတဆင့်ဝက်ထားတဲ့ယတနာတွေရှိတဲ့နေရာကိုပြသပေးနိုင်ပြီးကမ္ဘာတဝန်းမှာရှိတဲ့တန်ဖိုးမဖြတ်နိုင်တဲ့ရှေးဟောင်းပစ္စည်းတွေကိုရှာဖွေပေးနိုင်တယ်လို့သူ့ကိုပြောခဲ့ပါတယ်။သူဟာမယုံတဝက်ယုံတဝက်နဲ့သူ့ရှိမှလွင်မျောနေတဲ့မြေပုံကိုစိုက်ကြည့်နေတော့ယတနာရှိတဲ့အမတ်သားဟာသူတူးနေတဲ့မြေတူးဆက်ရဲ့အောက်တက်တက်မှာဖြစ်နေတာကိုတွေးလိုက်ရပါတယ်။ဘာမှအရှုံးမရှိဘူးလို့တွေးပြီးသူဟာမြေတူးဆက်လက်တံကိုနှိုးပြီးတူးဖို့ပြင်လိုက်တဲ့အချိန်မှာပဲရင်းနှီးနေတဲ့လူတစ်ယောက်ကသူ့လမ်းကိုရုတ်တရက်ပိတ်ရက်လိုက်ပါတယ်။တေချာကြည့်လိုက်တော့မှအဲ့ဒါဟာသူ့ရဲ့ဇနီးတဲ့ဖြစ်နေတာကိုသိလိုက်ရပါတယ်။သူမကိုမြင်မြင်ချင်းပဲသူဟာစက်ပေါ်ကနေအမြန်ဆင်းလာခဲ့ပေမဲ့သူဘာမှမပြောရသေးခင်မှာပဲသူမကလင်မယားကွာရှင်းပြဆဲရေးစာချုပ်ကိုသူ့ရင်ဘက်ပေါ်ဆောင်တုံးပြီးပြစ်ပေးလိုက်ပါတယ်။သူ့ဇနီးကအဲ့ဒီစာချုပ်ကိုအခုချက်ချင်းလက်မှတ်ထိုးပေးဖို့သူ့ကိုအတင်းအကျပ်တောင်းဆိုပါတော့တယ်။အဲ့ဒီခါကျမှပဲသူဟာသူမအပေါ်ပေးဆက်ခဲ့တဲ့အချစ်တွေနဲ့စနစ်တကျပေးဆက်ခဲ့တဲ့မြအရာအလုံးဟာတစ်ဖက်သက်သာဖြစ်ခဲ့တယ်ဆိုတာကိုနားလည်သွားခဲ့ပါတော့တယ်။သူဟာဘာလို့ဆိုင်မှုမှမရှိပဲစာချုပ်ပေါ်မှာလက်မှတ်ထိုးပေးလိုက်ပြီးထွက်ခွာသွားတဲ့ဇနီးဖြစ်သူရဲ့ကြောပြင်ကိုကြည့်ကတနေ့ကျရင်ဒီဆုံးဖြတ်ချက်အတွက်သူမနောင်တရစေရမယ်လို့စိတ်ထဲကနေကြိတ်ဆူလိုက်ပါတယ်။ဒါကြောင့်သူဟာမြေအောက်မှာဘလို့ယတနာမျိုးရှိနေမလဲဆိုတာကိုသိကျင်စောနဲ့မြေတူးဆက်ပေါ်ကိုအမြန်ပြန်တက်ပြီးတူးပါတော့တယ်။မြေကြီးကိုတော်တော်ကြာကြာတူးပြီးတဲ့နောက်မှာတော့မြေအောက်နဲ့ကြီးထဲမှာမြုပ်နှံထားတဲ့တစ်တာတစ်လုံးကိုသူဖော်ထုတ်နိုင်ခဲ့ပါတယ်။တစ်တာကိုဖွင့်လိုက်တဲ့အချိန်မှာပဲဆူရှာတောက်ပတဲ့ရွှေရောင်လင်းနှန်းတွေကြောင့်သူ့မျက်လုံးတွေတောင်ကျိန်းဆက်သွားခဲ့ရပါတယ်။တစ်တာထဲမှာတော့ရွှေဒင်္ဂါပြအပြည့်ရှိနေပြီးအဲ့ဒီအကျွေးစစ်တစ်ခုချင်းစီဟာ3.8 ကီလိုဂရမ်လေးလံပြီးတန်ဖိုးအဖြစ်ဒေါ်လာနဲ့1.5 တန်းလောက်ထိရှိပါတယ်။သူဟာအံ့အားသင့်ပြီးစွန့်သွားခဲ့ပါတယ်။အဲ့ဒီညမှာပဲသူဟာအဲ့ဒီရွှေဒင်္ဂါတွေကိုရောင်းချဖို့မြို့ထဲမှာအကြီးဆုံးကြောက်မြတ်ရတနာဆိုင်ကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီဆိုင်ပိုင်ရှင်ဟာဩဇာအာဏာကြီးမားတဲ့ချင်းမီသားစုရဲ့သမီးဖြစ်ပြီးသူမဟာဒီလူကတာမန်လူတယောက်မဟုတ်ဘူးဆိုတာကိုချက်ချင်းရိပ်မိလိုက်ပါတယ်။ဒါကြောင့်သူမကိုယ်တိုင်သူ့ကိုထွက်တွေ့ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီရွှေဒင်္ဂါပြတွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူမလည်းတကယ်ကိုတုန်လှုပ်သွားခဲ့ရပါတယ်။သူမကဒင်္ဂါပြတစ်ခုကို8 သိန်းစီနဲ့ဝယ်ဖို့ချက်ချင်းကမ်းလှမ်းခဲ့ပြီးနောက်ထပ်ရတနာတွေတွေ့ရင်လည်းသူမစီကိုတိုက်ရိုက်လာခဲ့ဖို့ပြောရင်သူမရဲ့ကိုယ်ပိုင်လိပ်စာကတ်ကိုပါကမ်းပေးလိုက်ပါတယ်။သူကလည်းဘာမှမဆိုင်မတော့ပဲဝမ်းသာအားရသဘောတူလိုက်ပါတယ်။မကြခင်မှာပဲသူ့ဖုန်းထဲကိုငွေလွှဲဝင်လာတဲ့အကြောင်း notification တက်လာပြီးသူဟာစိတ်လှုပ်ရှားလွန်းလို့အော်ရမီမတက်ဖြစ်သွားခဲ့ရပါတယ်။သူရှိကယတနာမြေပုံကိုကြည့်ရင်တကယ်၍သာဒီယတနာတွေကိုအကုန်တူးဖော်နိုင်ရင်ဒီနိုင်ငံမှာအချမ်းသာဆုံးတထေးကြီးဖြစ်လာဖို့ဆိုတာအချိန်ပိုင်းနဲ့ငယ်ပဲလိုတော့တယ်ဆိုတာသူသဘောပေါက်သွားပါတယ်။ဒါကိုတွေးရင်သူဟာလှပတဲ့ဆိုင်ရှင်မျိုးသမီးကိုနှုတ်ဆက်ပြီးအိမ်ကိုအမြန်ပြန်ပြေးခဲ့ပါတယ်။သူထွက်သွားတာကိုကြည့်ပြီးဆိုင်ရှင်မျိုးသမီးကသူပြန်လာရင်ငါ့ကိုချက်ချင်းအကြောင်းကြားပါလို့သူမရဲ့ဝန်ထမ်းတွေကိုမှာကြားလိုက်ပါတော့တယ်။နောက်တစ်နေ့မှာတော့သူဟာပစ္စည်းအသုံးဆောင်တွေအများကြီးဝယ်ပြီးသူ့မေစီကိုတွားဖို့ပြင်ဆင်လိုက်ပါတယ်။ဒါပေမဲ့သူတကားကိုဖွင့်လိုက်တဲ့အခိုက်အတန့်မှာပဲ